ပဲမင်္ဂလာပါအင်္ဂလိပ်စကားပြောတဲ့အခါငှားတယ်လို့ပြောချင်ရင် borrow ကိုသုံးမလား lend ကိုသုံးမလားဆိုတာလူတိုင်းနှိပါရောထွေးပူးကြပါလိမ့်မယ်ဘာလို့လဲဆိုတော့မြန်မာလိုဆိုရင်ငှားတယ်ဆိုတဲ့စကားလုံးတစ်လုံးတည်းနဲ့တင်အဓိပ္ပာယ်ကအကုန်ခြုံမိနေတယ်ပေါ့နော်အဲဒါကြောင့်ဒီနေ့မှာဒီစကားလုံးနှစ်ခုကိုဘယ်တော့မှမမှားတော့အောင်အရန်လွယ်တဲ့နည်းလမ်းလေးတစ်ခုကိုမျှဝေပေးပါမယ်ဒီစကားလုံးနှစ်ခုကိုခွဲဖို့ဆိုရင်ပစ္စည်းကဘယ်ဘက်ကိုဥတည်နေလဲဆိုတာကိုပဲကြည့်ကြည့်ရပါမယ်ပစ္စည်းကကိုယ့်စီကိုလာတာလားဒါမှမဟုတ်ကိုယ့်စီကနေသူများစီကိုထွက်သွားတာလားအဲ့ဒီလာရကိုသိရင်လုံးဝမမှားတော့ပါဘူးအဲ့ဒါဆိုရင် borrow ကိုကြည့်ကြည့်ရအောင် borrow ဆိုတာကိုယ့်မှာမရှိလို့သူများစီကနေခဏယူတာကိုကခဏယူတာပစ္စည်းကကိုယ့်စီကိုဝင်လာတာပေါ့နော်ဥပမာအခုကြည့်နေတဲ့လမ်းနားမှာထီးမပါလို့တငယ်ချင်းစီကထီးခဏယူလိုက်ရင်ဒါဟာ borrow လုပ်တာပဲ I need to borrow your umbrella ငါမင်းရဲ့ထီးလေးခဏငှားပါရစေဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်ပါတယ်ကဲနောက်ထပ် crush ကိုကြောင်းလို့ရတဲ့ဥပမာတစ်ကြောင်းလေးပြောပြပါမယ် Can I borrow your heart ဒီဝါကြကသူ့နှလုံးသားကိုကိုယ့်စီကိုခဏငှားတာပေါ့နော်မင်းရဲ့ heart ကိုခဏငှားလို့ရမလားခဏယူလို့ရမလားဆိုတဲ့အဓိပ္ပာယ်မျိုးပါဒီဝါကြကတော့ crush တွေကိုကြောင်းလို့ရတဲ့ဝါကြလေးဖြစ်ပါတယ်ဟုတ်ပါပြီဒုတိယတစ်ခုက lend ဒါကကိုယ့်စီကနေသူများစီကိုပေးလိုက်တာ G-I-V-E gave ပစ္စည်းကကိုယ့်စီကနေထွက်သွားတာဥပမာအခုကြည့်နေတဲ့လမ်းနားမှာပတ်စံရှိတဲ့တငယ်ချင်းကလာချီးလို့သူ့ကိုပေးလိုက်တယ်ဒါဟာ lend လုပ်တာပဲဝါကြလေးတစ်ကြောင်းကြည့်မယ် I lent him some money ကျွန်တော်သူ့ကိုပတ်စံခဏချီးလိုက်တယ်ဒီနေရာမှာသုံးထားတဲ့ L-E-N-T lent က L-E-N-D lend ရဲ့ past tense စာလုံးဖြစ်ပါတယ်။နောက်ထပ်ဥပမာလေးတစ်ကြောင်းလောက်ကြည့်ကြည့်မယ်။အခုကြည့်နေတဲ့သူမှာအကျွေးမဆက်တဲ့တငယ်ချင်းတွေရှိလား။ပတ်စံတော့ချီးွားတယ်ဒါပေမဲ့ပြန်မပေးဘူးပေါ့နော်။အဲ့လိုလူမျိုးတွေဆိုလို့ရှိရင်ဒီလိုလေးပြောလို့ရပါတယ်။ I lent you money but you never pay back ငါတော့မင်းကိုအမြဲတမ်းပတ်စံတွေချီးနေတာပဲမင်းကမှပြန်မဆက်တာပေါ့နော်။အဲ့တော့ကိုယ့်စီကနေပတ်စံထွက်သွားတာမို့လို့ land ကိုတုံထားတာပါဒါဆိုရင် borrow လား lend လားဆိုတာရှင်းသွားလောက်ပြီလို့မျှော်လင့်ပါတယ်ဒီအင်္ဂလိပ်စာလေ့လာတဲ့သူတွေအမှားများတဲ့အချက်တစ်ခုရှိတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့တယောက်ယောက်ကိုနင့်ဖုန်းလေးခဏငှားပါအောင်လို့ပြောချင်ရင် Can you borrow me your phone လို့ပြောတတ်ကြတဲ့သူများတယ်တကယ်တော့ဒါဟာမှားပါတယ်ဘာလို့လဲဆိုတော့တစ်ဖက်လူကကိုယ့်ကိုပေးရမှာလေကိုကပေးရမှာမဟုတ်တစ်ဖက်လူစီကနေကိုကခဏယူမှာအဲဒါကြောင့်မလို့ Can you lend me your phone လို့သုံးရမှာပါတကယ်လို့ borrow ကိုသုံးချင်တယ်ဟင်း lend ကိုမသုံးချင်ဘူးဆိုရင် Can I borrow your phone လို့မေးမှာပဲအမှန်ဖြစ်ပါလိမ့်မယ်အဓိပ္ပာယ်ကအတူတူပဲပေမဲ့ပစ္စည်းကိုပေးတဲ့သူလားယူတဲ့သူလားဆိုတဲ့ပုံမှာမူတည်ပြီးတော့ပြောင်းသုံးပေးရမှာဖြစ်ပါတယ်။ကဲအနည်းချုပ်ပြောရအောင် borrow ကဘာလဲကိုယ့်စီကိုလာတာ lend ကဘာလဲကိုယ့်စီကနေထွက်သွားတာနော်ဟုတ်ပါပြီဒါဆိုရင်ဒီသင်ခန်းစာနဲ့သက်ဆိုင်တဲ့ quiz လေးတစ်ခုလုပ်ကြည့်ရအောင်အခုကြည့်နေတဲ့လနာကတငယ်ချင်းတစ်ယောက်စီကနေကားငှားခြင်းတယ်အဲ့တော့မင်းကားလေးငါ့ကိုခဏငှားပါလားလို့ပြောချင်ရင်ဘာကိုသုံးမလဲ borrow ကိုသုံးမလားဒါမှမဟုတ် lend ကိုသုံးမလားအဖြေမှန်ကို comment မှာရေးခဲ့ပေးပါအောင်နော်နောက်ထပ်တင်မဲ့သင်ခန်းစာတွေလေ့လာလို့ရအောင်လဲ channel လေးကို subscribe လုပ်ပေးခဲ့ပါအောင်နောက်ထပ်ဗီဒီယိုတွေမှာထပ်ဆုံကြပါမယ် happy learning bye bye